ကဲတနင်္လာသားသမီးကျွန်တော်ရဲ့မိတ်ဆွေများလုံးမင်္ဂလာပါတနင်္လာသားသမီးကျွန်တော်ရဲ့မိတ်ဆွေများနှစ်ဟောင်းကုံဆုံးပြီးတော့မကြခင်မှာ2026ခုနှစ်တည်တဲ့ဝင်ရောက်တော့မှာပေါ့နော်အဲ့တော့2026ခုနှစ်အတွင်းမှာတနင်္လာသားသမီးတွေကြုံတွေ့နိုင်တဲ့ကံကြမ္မာအဆိုးကောင်းတွေအတွက်ကျွန်တော်တို့ဒုက္ခကျယ်ပွင့်တဲတော်နမိတ်ဒါတစ်နှစ်စာနမိတ်ဖတ်ပြီးမှာဖြစ်ပါတယ်နော်အဲ့တော့ဟောတဲ့စီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုယူရောမင်္ဂလာချမ်းတွေသတင်းစကားလေးပါကြတာပေါ့နော်လိုရင်းတူချင်းနံပါတ်1ကကျွန်တော်တို့ယူရောမင်္ဂလာချမ်းကအခမဲ့ရရမြေဖြစ်ပါတယ်မြေတာနဲ့လုပ်ပေးတာပါနော်ဗုဒ္ဓဦးနေ့ကလွဲပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရက်မရှိခြံဖွင့်ပါတယ်အကြောင်းမျိုးနဲ့ခြံကိုမလာရောက်နိုင်တဲ့လူတွေဟာရဝေးရနေပြီးတော့တစ်နှစ်စာဟောစရန်လေးတွေမှာယူနိုင်ပါတယ်ဘိုင်ဘာနံပါတ်လေးတွေကတော့3992293969693959ဆိုတဲ့ဘိုင်ဘာနံပါတ်ကနေပြီးတော့ဆက်တွဲမှာယူနိုင်ပါတယ်နော်နောက်တနင်္ဂနွေနေ့မနေ့8နာရီမှာခင်မွန်းကြီး10ပါရေရာရှိပါတယ်အင်္ဂါနဲ့စနေနေ့မနေ့8နာရီမှာတော့နဝင်းပွဲရေရာရှိပါတယ်တနင်္လာနေ့မနေ့မှာခုံမနက်ရေရာရှိတယ်နောက်ကြာသပတေးနေ့မှာခေါင်းစည်းမင်္ဂလာရေရာရှိပါတယ်တောက်ကြနေ့မှာတော့တရားပွဲရေရာရှိပါတယ်နော်နောက်အဲ့ဒီရေရာတွေအားလုံးကမေတ္တာတက်တဲ့စေတနာတက်တဲ့နဲ့အခမဲ့ဆောင်ရွက်ပေးတဲ့ရေရာတွေပဲဖြစ်ပါတယ်ကိုယ်တိုင်ဗေဒင်သင်တန်းတွေတက်ကျင်တဲ့ဝါသနာပါတဲ့သူတွေကတော့လစဉ်တရက်နေ့တိုင်းဗေဒင်သင်တန်းရှိပါတယ်ဒါသတင်းစကားလေးတွေပါလိုက်ခြင်းဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့တနင်္လာသားသမီးများ2026ခုနှစ်အတွင်းမှာကံကြမ္မာကိုတဲတော်နမိတ်ဖတ်ကြပေးမှာဖြစ်ပါတယ်2026ခုနှစ်တနှစ်တာကာလပတ်လုံးမှာပထမဆုံးကြတဲ့တဲတော်နမိတ်ကကြတော့ရွှေကလတ်ထဲကနေပြီးတော့ရေလေးတွေဖြာကျနေတဲ့နမိတ်ဖြစ်ပါတယ်အောက်မှာဆိုရင်ကံရှိတယ်အဲ့ကံထဲမှာဆိုရင်ကြာကံပေါ့နော်လက်တစ်ဘက်ကတိမ်တိုက်ထဲမှာထွက်လာတဲ့လက်ပဲအင်မတန်မှကောင်းသောကံကြမ္မာမျိုးဖြစ်ပါတယ်တနင်္လာသားသမီးတွေ2026မှာကြိုတင်ပြီးတော့နမိတ်ဖတ်မယ်ဆိုရင်အေဂျင့်မယ်အေဂျင့်သွားမယ်ပေါ့ဗျာဘာအတွက်ပူပန်နေလဲအကုန်အေဂျင့်သွားမှာငွေကြေးအတွက်ပူပန်နေတဲ့တနင်္လာသားသမီးတွေ2026မှာအေဂျင့်သွားမယ်ငွေကြေးနဲ့ပတ်သက်တဲ့ပူပန်သောကတွေကင်းသွားမယ်အလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်မောလူမောဖြစ်နေတဲ့တနင်္လာသားသမီးတွေ2026ခုနှစ်မှာတေချာပေါက်အလုပ်ကိစ္စတွေအဆင်ပြေပြီးတော့နှလုံးစိတ်ဝမ်းအေဂျင့်သွားပါလိမ့်မယ်ငွေကြေးအတွက်ပူပန်နေသလားအလုပ်အတွက်ပူပန်နေလားနိုင်ငံခြားသွားဖို့လားယာရုတိုးဖို့လားစသဖြင့်နော်ဘာအကြောင်းကိစ္စအတွက်ပဲပူပန်တော့ကရောက်နေကြပါစေတဲ့တနင်္လာသားသမီးတွေအတွက်2026ဒီမီးကိုရေနဲ့ငိမ့်တက်လိုက်သလိုပဲဘဝကံတရားကြောင့်အေဂျင့်သွားမယ်ကံစားတာမျိုးရှိပါတယ်နံပါတ်1ကတနင်္လာသားသမီးတွေက2026ခုနှစ်မှာဖရာတရားတွေပို့ပြီးတော့လှုပ်ဖြစ်မယ်ဘာလာရေးတွေပို့ပြီးတော့လှုပ်ဖြစ်မယ်အလှူအတန်းတွေပို့ပြီးတော့လှုပ်ဖြစ်မယ်ဘဝရဲ့အေးချမ်းရာအေးချမ်းကြောင်းအကျင့်ဆရဏကောင်းတွေကိုပို့ပြီးတော့လှုပ်ဖြစ်မဲ့ကံတရားမျိုးရှိတဲ့နှစ်မျိုးဖြစ်ပါတယ်အဲ့တော့အဲ့ဒီမှာအထူးသတိထားမှာတော့ဘာလှုပ်မေသိမပฏิပဒါပဲကောင်းတာပေါ့နော်အေးချမ်းတယ်ဆိုတာရင်လည်းမေသိမပฏิပဒါကောင်းတာအရင်လောကီကိုစိတ်ကုံသွားတာတို့မိသားစုကိုစိတ်ကုံသွားတာတို့လောကီတွေမိသားစုတွေကိုစိတ်ကုံပြီးတော့ငွေကြေးတွေကိုစိတ်ကုံပြီးတော့ကြောခိုင်းသွားတာမျိုးမဖြစ်အောင်ကိုဂီယူဆိုင်ဖို့လိုအပ်ပါတယ်နော်အဲ့ဒါလေးကတော့ဘဲလန့်ဖြစ်အောင်ဘာပဲဖြစ်ဖြစ်မိသားစုတွေကိုလည်းပြန်ပြီးတော့ကြည်တင်တယ်မေသိမပฏิပဒါအလဲအလတ်ဖြစ်အောင်ကြိုးစားအထုတ်တင်တယ်လို့အကြံဉာဏ်ပေးခြင်းပါငွေကြေးနဲ့ပတ်သက်ရင်ငွေကြေးတွေပူပင်တော့ကကင်းမယ်ငွေကြေးဥစ္စာပစ္စည်းတွေပေါ်ကျွယ်ဝမယ်အဖက်ဘက်ကနေအဆင်ပြေမယ်ကံကောင်းမယ်စိတ်တော့ကုန်မသွားနဲ့နော်စိတ်ကုန်မသွားလို့မရနံပါတ်3ကတော့ကျမ်းမာရေးမှာကြတော့ကျယ်ပွင့်10ပွင့်တဲ့ကျယ်ပွင့်10ပွင့်ဆိုတော့ကောင်းတာပေါ့အဲ့တော့2026ခုနှစ်မှာတနင်္လာသားသမီးတွေကကျမ်းမာရေးကောင်းမဲ့နှစ်မျိုးဖြစ်ပါတယ်ကျမ်းမာရေးညံ့နေတဲ့တနင်္လာသားသမီးတွေအတွက်ဆိုရင်ကျမ်းမာရေးအတွက်စိုးရင်ကြမရှိဘူးစိတ်ပူစရာမရှိဘူးကျမ်းမာရေးတွေပြန်လည်ပြီးတော့ကောင်းမွန်ဖို့တိုးတက်ဖို့တွေရှိတယ်နောက်တနင်္လာသားသမီးလူငယ်တွေထဲမှာပညာရေးကိစ္စတွေသင်တန်းကိစ္စတွေစာမွေးကိစ္စတွေအတွက်အပတ်တကုတ်စ조사အားထုတ်နေတဲ့တနင်္လာသားသမီးတွေဆိုရင်မိမိစ조사အားထုတ်တဲ့အရာဟူသမျှအကျိုးရလံဖြစ်ထွန်းမယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်မယ်ကံတာတွေကောင်းတယ်အဖက်ဘက်ကနေအဆင်ပြေမယ်နောက်လူမှုရေးကတော့တနင်္လာသားသမီးတွေအတွက်နည်းနည်းညံ့တယ်လူလိန်တွေလူညာတွေကြုံတတ်တာပေါ့နော်အဲ့တော့မမျော်လင့်မဲ့ငွေလိန်ခန်းတာမျိုးလေးတွေကြုံတတ်တယ်အဲ့တော့2026မှာတနင်္လာသားသမီးတွေပတ်စံချီတာတွေငှားတာတွေအာမခံတာတွေလုံးမပြုတ်လို့တဲ့အချိန်ကာလလို့ပြောမယ်ဆိုရင်မားမယ်မထင်ပါဘူးကိုယ့်ကိုအေးချမ်းနေပါသူကနမိတ်ကိုတွေကအေးချမ်းမဲ့နမိတ်အပူမရှာပါနဲ့နော်ပတ်စံချီတာငှားတာကိစ္စတွေလုံးဝမလုပ်သင့်
နောက်တစ်ခုကကျွန်တော်တို့ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်တော့မလုပ်ချင်လဲလုပ်ရတာတို့မပေးချင်လဲပေးရတာတို့အဲ့မှာဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့စိန်မောလူမောတင်းလာသားသမီးတွေကြုံရတတ်တယ်နောက်တစ်ခုကကိုယ်အနေနဲ့လုပ်ငန်းဆောင်တာတွေအကြံစီတွေကိုအကောင့်တွေပေါ်တဲ့အခါမှာဆွေမျိုးသားချင်းအကြီးအကဲတွေကကိုယ်အင်အားသုံးပြီးတော့ကန့်ကွက်တာအဲ့တော့အောင်မြင်တဲ့လောက်မအောင်မြင်တာဖြစ်ထွန်းတဲ့လောက်မဖြစ်ထွန်းတာမျိုးတွေကြုံရတတ်ပါတယ်နောက်အခြေအနေတွေနဲ့ပတ်သက်တဲ့ကံတာကတော့ဟာမစ်နမိတ်ကြတယ်ဟာမစ်ဆိုတာမိအိမ်လေးကိုကင်ထားတဲ့နမိတ်ဆိုတော့တော်တော်လေးကောင်းပါတယ်အခြေအတွက်ကံတာကောင်းတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်ကံတာကောင်းကိုယ်အဖက်ဖက်ကနေပြီးတော့မေတ္တာရှိတဲ့ကူညီပေးမဲ့စာနာပေးမဲ့ချစ်သူစာနာပေးတဲ့အိမ်တော်ဘက်တွေကြောင့်စိတ်ချမ်းသာပျော်ရွှင်ရမဲ့ကံကြမ္မာမျိုးရှိပါတယ်နော်အဲ့တော့အခြေအနေကံတာကောင်းတယ်စေတကြောင့်တဲ့ကိစ္စမင်္ဂလာကိစ္စတွေပေါ်တတ်ပါတယ်နောက်2020ကျောင်းမှာရဏသာသမီတွေနဲ့လှုပ်ရင်ကောင်းမလားမကောင်းလားလှုပ်တင်မလှုပ်တင်ဆိုရင်လှုပ်တင်တာပေါ့အကုန်လုံးအေဂျင့်သွားမှာပူပင်တော့ကတော်တော်များများအေဂျင့်သွားမယ်ကံကြမ္မာရှိတဲ့နှစ်မျိုးဖြစ်ပါတယ်ရဏသာသမီတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်ကတော့အစိမ်းရောင်နဲ့အဝါရောင်နဲ့ကောင်းပါတယ်အဲ့တော့အစိမ်းရောင်လေးတွေအဝါရောင်လေးတွေဝတ်ပါစောင်းပါ4ကဏ္ဍနဲ့5ကဏ္ဍဒီတနင်္လာသားသမီးတွေအတွက် lucky ကောင်းစေတဲ့နံပါတ်တွေဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုလက်ဖက်တုပ်ကတ်လူပူတော်ပြီးတော့ဆူတောင်းမှာတနင်္လာသားသမီးတွေကြုံတွေ့ရမယ့်မကောင်းတဲ့ကံတာအညံ့ကိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ဒါဟာတနင်္လာသားသမီးများ2026ခုနှစ်မှာကြုံတွေ့ရမယ့်ကံကြမ္မာအဆိုးကောင်းတွေအတွက်ဒုက္ခကျေပွင့်တဲတော်နမိတ်ကိုတဲတော်ကခုနှစ်ကချပြီးတော့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်နော်။အဲ့တော့ဟောဒရန်အစီအစဉ်လေးပြီးတဲ့အခါကျတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဒါကတော့အဘဇာကြီးမင်းသင်္ခါရဲ့ကြီးနဲ့ဗတော့အပြီးပေါဆိုတဲ့ပရိလေးဖြစ်ပါတယ်။မြို့ရဲ့အလောက်ကန်ကြံစီတဲ့စိတ်ကူးတဲ့ရွေးချက်တွေရည်မှန်းချက်တွေကိုမြန်မြန်ဆန်ဆန်ပြီးမြောက်အောင်မြင်စေတဲ့စောင့်ထားလို့ရတဲ့ပရိလေးဖြစ်ပါတယ်။စိတ်မဲ့ဆိုရင်လည်းသူ့မှာပရိစိတ်နည်းလေးပါပါတယ်။အဲ့တော့ဒီပရိလေးတွေလိုချင်တယ်ဆိုရင်လည်းဘိုင်ဘာနေပြီးတော့ဆက်သွယ်ပြီးတော့မှာပါနော်။ဒါကတော့ဝါစိမ့်နေအဆောင်လက်ပတ်လေးပါတဲ့ဝါစိမ့်နေအဝါရောင်ကကြတော့ကျမ်းမာရေးကောင်းတဲ့လက်ပတ်လေးဖြစ်ပါတယ်။နော်တံပြန်စမနဲ့လက်ဖွဲ့ထိုးထားတာပါ။ဒါကြတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်စေမဲ့ကြီးလေးကြီးစမနဲ့လက်ဖွဲ့ထိုးထားတဲ့စမာလေးဖြစ်ပါတယ်။ဒါကတော့အခြေအနေရဲ့အစဉ်ပြေသေးတဲ့အဆောင်လက်ပတ်လေးလက်ဖွဲ့လေးဖြစ်ပါတယ်။ဒါကတော့အဲ့ဒီအင်းသုံးမျိုးနဲ့ဆက်လွယ်လေးလုပ်ပေးထားတာပါနော်။တချို့အဆောင်ဆက်လွယ်လွယ်ခြင်းတဲ့လူတွေတွေလက်ဖွဲ့ဆက်လွယ်လေးလုပ်ထားတာဒါလေးကတော့ပစ္စည်းတွေကိုမြန်မြန်ရောင်းထွက်စေတဲ့ဇီးသားရောင်းမှလေးဖြစ်ပါတယ်။ဒါကတော့ဒိုးကလေးဖြစ်ပါတယ်။ဒါကတော့ဈေးတိုင်းတွေလုပ်ငန်းတွေအတွက်ဝါစိမ့်နီအင်းစမဖျောင်းနိုင်လေးစီရင်ပေးထားပါတယ်။ဒါကတော့ရတနာဒီဘန်ဆိုတဲ့အင်းစမဖျောင်းနိုင်ဖြစ်ပါတယ်။အဲ့တော့ဒါလေးတွေကတော့ကျွန်တော်ကိုယ်တိုင်စီရင်ထားတာပါ။ဒီအဆောင်လေးတွေဒီပတိလေးတွေအဆောင်ရရပစ္စည်းလေးတွေလိုချင်နေဆိုရင်တော့ကျွန်တော်ရဲ့ Viber နံပါတ်ဖြစ်တဲ့3996923539ဆိုတဲ့ Viber နံပါတ်ကနေဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်နော်။